မင်္ဂလာပါရှင်တနင်္ဂနွေသားသမီးတွေအတွက်ဖေဖော်ဝါရီ21ရက်ကနေ29ရက်အထိတပတ်စာကံကြမ္မာဟောစာရန်ကိုပြောပြပေးပါမယ်ဒီတပတ်ဟာတနင်္ဂနွေသားသမီးတွေအတွက်အပြောင်းလဲသစ်တွေကြုံရပြီးနာမည်ကုန်သတင်းတက်မဲ့အပတ်လို့ပြောလို့ရပါတယ်ကိုယ့်ရဲ့စူးစမ်းမှုတွေကအရာထင်လာတော့မှမို့စိတ်တက်မကြပဲဆက်လုပ်သွားဖို့ပဲလိုပါတယ်စီးပွားရေးနဲ့အလုပ်ကိုင်အလုပ်ထဲမှာအရင်ကထက်ပိုပြီးမျက်နှာပွင့်လာပါလိမ့်မယ်။အထက်လူကြီးဒါမှမဟုတ်အရှိန်အဝါရှိသူတွေရဲ့ယုံကြည်မှုကိုရရှိပြီးအရေးကြီးတဲ့တာဝန်တွေပေးအပ်ခံရတတ်ပါတယ်။ကိုယ်ပိုင်စီးပွားရေးသမားဆိုရင်တော့လုပ်ငန်းချဲ့ထွင်ဖို့အခွင့်အလမ်းကောင်းတွေပေါ်လာမှာဖြစ်တယ်လို့ ID နည်းပညာနဲ့နိုင်ငံခြားကုန်သွယ်မှုပိုင်းမှာအကျိုးမြတ်တိတိတသာရနိုင်ပါတယ်။ဒါပေမဲ့တခုသတိထားရမှာကလုပ်ပေါ်ကိုင်ဘက်တွေကြားမှာမနာလိုဝင်တိုမှုလေးတွေကြုံရတတ်လို့ကိုယ့်ရဲ့အောင်မြင်မှုကိုအရန်ကြီးထုတ်ဖော်မကြွားတာအကောင်းဆုံးပါပဲငွေကြေးကိစ္စငွေဝင်လန်းကတော့တော်တော်လေးဖြောင့်ဖြူးနေပါတယ်မထင်မှတ်ထားတဲ့နေရာကနေငွေအလုံးရင်းလိုက်ဝင်လာတာမျိုးဒါမှမဟုတ်ကြန့်ကြာနေတဲ့ငွေတွေပြန်ရတာမျိုးကြုံရတတ်ပါတယ်ငွေစုမယ်ဆိုရင်တော့ဒီတစ်ပတ်မှာရွှေဝယ်တာမျိုးဒါမှမဟုတ်ခိုင်မာတဲ့နေရာမှာရင်းနှီးမြှုပ်နှံတာမျိုးလုပ်သင့်ပါတယ်ထီကန်စမ်းချင်ရင်တော့6ပါတဲ့ကဏ္ဍတွေကိုရွေးဝယ်ကြည့်ပါအချစ်ရေးနဲ့အိမ်ထောင်ရေးအချစ်ရေးကတော့အလွန်ကြည်နူးစရာကောင်းတဲ့အချိန်ပါပဲချစ်သူရှိတဲ့သူတွေကတော့တဦးနဲ့တဦးအနာဂတ်အတွက်ခိုင်မာတဲ့ကတိကဝတ်တွေပေးဖြစ်ကြလိမ့်မယ်တကူရီသမားတွေအတွက်ကတော့ကိုယ့်ထက်အဆအရာရာတာလွန်တဲ့သူဒါမှမဟုတ်လူချစ်လူခင်ပေါ်တဲ့သူနဲ့ဆုံတွေ့ရဖို့ကံရှိပါတယ်။အိမ်အောင်တွေကတော့အိမ်အောင်ဖက်ရဲ့ကူညီထောက်ပံ့မှုကြောင့်စီးပွားရေးမှာပိုပြီးအဆင်ပြေချောမွေ့ပါလိမ့်မယ်။ကျန်းမာရေးဒီတစ်ပတ်မှာကျန်းမာရေးကတော့အထူးစိုးရိမ်စရာမရှိပါဘူး။ဒါပေမဲ့ခေါင်းကိုက်တာမျက်စိညောင်းတာနဲ့အာယုံကြောအားနည်းတာမျိုးလေးတွေဖြစ်တတ်ပါတယ်။ဖုန်းနဲ့ကွန်ပျူတာအကြည့်များရင်သတိထားပေးပါ။အနားယူချိန်လေးတော့တီးတန့်ဖယ်ထားပေးဖို့လိုပါမယ်။ကံကောင်းစေမဲ့အချက်လေးတွေကံကောင်းစေသောအယောင်ရွှေရောင်အနီရောင်နဲ့လိမ္မော်ရောင်လေးတွေကတင့်ကိုပိုပြီးတက်ကြွစေပါတယ်။အကျိုးပေးသောနေ့တနင်္ဂနွေနေ့နဲ့ကြာသပတေးနေ့တွေကတင့်အတွက်အားကောင်းဆုံးပါပဲ။ရှောင်ရန်ဗုဒ္ဓဟူးနေ့မှာစိတ်တူဒေါသထွက်ပြီးစကားပြောတာမျိုးကိုအထူးရှောင်ပါ။ဒီတစ်ပတ်အတွက်ရတရားလေးတနင်္ဂနွေနေ့မနက်မှာဖះမှာအုံတို့စွမ်းသို့မဟုတ်အုံသီးပါတဲ့မုံတစ်ခုခုကတ်လူပေးပါပြီးတော့မိမိထက်အသက်ကြီးတဲ့သူတဦးကိုအာဟာရဖြစ်မဲ့အစားအသောက်ဒါနပြုလိုက်ရင်အညံ့တွေပြေပြီးကံစားတာတွေပိုပြီးပွင့်လန်းလာပါလိမ့်မယ်။တနင်္ဂနွေသားသမီးတွေအားလုံးဒီတစ်ပတ်မှာစိတ်သွားတိုင်းကိုယ်ပါအောင်မြင်ပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ။